တော်တော်အဲ့ဒီပါဒီနေ့အိမ်မှာမွေးရတဲ့ငရံလေးကောင်ကိုကျွန်တော်အစာကျွေးပြမလို့မာကသုံးကောင်ကတော့ရေခဲမီးငရံပေါ့နော်ဗမာပြည်ကတနင်္လာရီဘက်ကလာတဲ့ငရံလို့ပြောတယ်ကောင်ကကျွန်တော်ကြောက်ခဲရနေဖြူနေတော့အယောင်ကဖြော့တော့ဒီကောင်ရဲ့ဒီမေးစီတွေမှာတော့အယောင်ကတော်တော်လေးကိုလာတွတ်ချုပ်တဲ့မီးရထိုးရတာပြုတ်သွားတယ်တီးနေပြီချူကြာပြီးဦးကြာမတွေ့ပြီရှင်းစားလိုက်ဆိုရင်ဖက်လီတော့စားလိုက်ဒုတိယတကောင်ကဟိုရက်ပိုင်းမှာဝယ်ထားတဲ့အင်းလေးကြီးရဲ့ဒီကောင်ကတော်တော်လေးကိုကြောက်တတ်တာတောင်းမကက်စားရဘူးလို့ထင်တာပဲအဲခြားတော့ခြားကြည့်လိုက်ဝီတော့တော်ဝီပါရှားလေးဒီတော့ရောက်ပါထဲဒီတော့ပုံသွားပြန်ပြီကောင်တော်လေးကိုကြောက်တတ်တယ်ဒီကောင်စင်ပြေမလားတော့မသိဘူးထဲဒီရောက်တော့နောက်တစ်ကောင်ကမာဘီယာပဲတော့ဒီပနောနဲ့တားစင်နေရတဲ့မျိုးနော် spotted snake head လို့ခေါ်တာအင်္ဂလိပ်ဒီအားကြောက်တယ်ထည့်ကြည့်အော်ဒီခေါတော့စားကောဒီခေါတော့စားလိုက်ခါရတာအကြောက်တယ်ဒီအောက်ဆီဂျင်အိုးရောမှာတုံးရတော့ငတ်ထားမှာဒီကောင်ကဒီလိုတွက်မို့လို့ရှိရင်ဒီကောင်ကရဲမြင်နေပုံ